ကမ္ဘာဖလားအဖွင့်ပွဲစဉ်တပွဲဖြစ်တဲ့မက္ကဆီကိုနဲ့ဆောက်အာဖရိကပွဲစဉ်လေးကြောင့်ကျွန်တော်တုံးသက်ပေးသွားမှာလေးဖြစ်တယ်ပေါ့နော်ဖွင့်လှစ်ထားမှုအနေထားကြီးချင်းအဖြစ်မက္ကဆီကိုအနေနဲ့1-30ဖွင့်လှစ်ထားပြီးတော့ကိုပေါင်းဖွင့်လှစ်မှုအနေထားမှာတော့2-50ဖွင့်လှစ်ထားတယ်ပေါ့နော်အရှင်မက္ကဆီကိုအနေနဲ့ဆောက်အာဖရိကကိုပေးထားတဲ့ပုံစံကဒါတင့်တယ်မျှတတယ်လို့လည်းကျွန်တော်မြင်မိတယ်။ဘာကြောင့်လဲဆိုတော့မက္ကဆီကိုကအင်ကွင်းလည်းဖြစ်ပြီးတော့ဒါသူ့ရဲ့အင်ကွင်းမှာဆိုတော့တော်တော်အတင်းအကြီးတွေကိုနော်ခံကန်နိုင်စွမ်းရှိပြီးတော့အရှင်ပရိသတ်ရဲ့ဝိတ်နဲ့ပေါ့နော်ဆောက်အာဖရိကကိုသူ့ရဲ့အင်ကွင်းမှာအကောင်းဆုံးတုတ်ပြန်လာနိုင်မဲ့အခြေအနေတွေလည်းကျွန်တော်မြင်တွေ့ရတယ်ပေါ့နော်ပြီးတော့ဒီဆောက်အာဖရိကနဲ့မက္ကဆီကိုက2010ကမ္ဘာဖလားမှာအောင်နော်ဒီပွဲပေါ့နော်ကမ္ဘာဖလားပွဲဥထွက်ကိုလည်းရှင်ပြိုင်ကစားခဲ့ပြီးတော့တစ်ဖက်တစ်ဘိုးစီတည်ကြခဲ့တယ်ပေါ့နော်ဒါကြောင့်မလို့ဆောက်အာဖရိကကလည်းဒီ2010နောက်ပိုင်းပေါ့နော်ကမ္ဘာဖလားကိုဝင်ရောက်မရှင်ပြိုင်တာ16နှစ်ရှိခဲ့ပြီပေါ့နော်ဒါကြောင့်မလို့ဒီ2026ဒါ၃နိုင်ငံပူးတွဲကမ္ဘာဖလားပြိုင်ပွဲကိုတော့ဒါဆောက်အာဖရိကတော့16နှစ်ကြာမှာပြန်လဲဒါဝင်ရောက်လာခဲ့တဲ့အနေအထားကိုလည်းကျွန်တော်တွေ့ရတယ်မက္ကဆီကိုကလည်းဒီဆောက်အာဖရိကနဲ့တွေ့ဆုံမှုတိုင်းမှာပေါ့နော်အသာစီးရထားတဲ့အခြေအနေကိုကျွန်တော်တွေ့ရတယ်ဒါကြောင့်မလို့မက္ကဆီကိုရဲ့စုဖွဲ့မှုကစားအားကိုကြီးချင်းအဖြစ်ဆောက်အာဖရိကကိုဒီနေ့ညမှာတော့ပေါ့နော်လောက်နဲ့တော့နိုင်ရရှိအနေဆုံးနိုင်ရရှိသွားမယ်လို့လည်းကျွန်တော်မြင်မိတယ်ဂိုးပေါင်းဖွင့်လှစ်မှု2-50ဒီအခြေအနေကိုကြီးချင်းအဖြစ်ဘိုကီဒီရဲ့ဖွင့်လှစ်မှုအနေထားကြီးချင်းအဖြစ်3ဂိုးမပြတ်တဲ့အနေထားတစ်ခုမှာတော့ကျွန်တော်ကတော့ဒီနေ့ပွဲစဉ်မှာတော့မက္ကဆီကိုကဆောက်အာဖရိကကို1-0မဟုတ်2-0လောက်နဲ့နိုင်ရရှိသွားမှမြင်တဲ့အတွက်ဂိုးပေါင်းရွေးချယ်မှုမှာတော့ကျွန်တော်ဂိုးပေါင်းအောက်ကိုကြိုက်နေတတ်ပြီးတော့ဘော်လီရွေးချယ်မှုမှာတော့မက္ကဆီကိုဘော်လီကိုကျွန်တော်ကြိုက်နေတတ်တယ်နော်ဒီနှစ်တင်းရဲ့